ဖအံကြောက်ရိုင်းတော့မင်းတို့မျိုးကြပြရေးရင်တော့ဆရာကြီးတွေကိုခြံရေးမှရမယ်ကြောက်ရိုင်းတော့နေစုပြီးရင်လဲခိုးသားတယောက်လိုအလွတ်ပြေးမှရမယ်ကံမပါဘူးဖအံရေးကံမပါဘူးပြန်လဲရမယ်ကံပါပင်မဲ့စံတက်တဲ့ကောင်ဆိုတော့စံတက်ရမယ်တောင်းတွေကိုအကုန်တက်ပြီးတော့စုံတက်တဲ့စမ်းတွေကိုငါအကုန်ကူးခဲ့တယ်ငါမရရေချိုးပြန်မလို့ပါပဲဖြစ်ချင်တော့ကြောက်ရိုင်းတော့ကငါကောက်ခဲ့တယ်ဂျေးပဲတွန်းရေပဲစစ်စစ်ငါအတွက်တော့တန်ဖိုးဖြတ်မရတဲ့ကြောက်ရိုင်းလုံးတွေပေါ့ဇွဲကပင်အဝေးအမြင်ကလေးကလှည့်ပြန်ခြင်းစရာဖင်ပြဲအောင်တက်ရတဲ့တောင်မို့ဆွဲမဲ့လက်တွေကမြဲဖို့တော့လိုတယ်ဇွဲကပင်နဲ့တောင်ဝိုင်းကိုတက်မယ်ဆိုရင်လက်မြဲမှဆင်ပြေမယ်ဆိုကိုလိုတယောက်ထဲသမားအတွက်တော့လှေကားလက်ရွမ်းနေရှိတယ်တောင်တောင်တဲနေကုသိုလ်ကြောင့်ဘဝဆက်တိုင်းတောင်တက်ဖို့လေးရပါစေဒီဘောတော့ကြော်ရိုင်းလုံးတွေရလို့ကိုပြောပါတယ်ကြောက်ကလက်တဲ့သူ့ကလက်လေးတောင်ညှက်မပေးဘူးတဲ့ကောင်ကကြောက်ကလက်တောင်ကြတက်ခဲ့ပြန်တဲ့ဘာပဲပြောနောက်ဘဝတော့သူ့ကလက်လေးတက်ခွင့်ရဖို့သူ့ပါမုံမို့လေးထိခွင့်ရဖို့ရေအိုင်ထဲကအတူကူးနေတဲ့ငါးလေးတွေကိုပေါင်မုံကုသို့ဖအံကန်းနာလန်းပြန်စရာလမ်းမရှိလို့မင်းတို့ဖအံကန်းနာလန်းကိုလားထိုင်နေတဲ့ကောင်ပါစစ်ကြီးလဲပြီးခြင်းပြီလမ်းခီးလဲနီးခြင်းပြီဘယ်မျိုးအဖြစ်ဖြစ်ငါရောက်တဲ့မျိုးတိုင်းကြောက်ရိုင်းလုံးတွေပွင့်ပြီးကားလမ်းတွေဖွင့်ပါစေမင်းတို့မျိုးကြီးဘေးကင်းပါစေမင်းတို့မျိုးကြီးကြည်စံကင်းပါစေဘုံကြီးလို့တက်ရှည်ဒုံရိုင်းကကြီးအထွန့်ရှည်ပါစေထီသောဆန်းတိုင်းအေး၍တက်သောတောင်တိုင်းခီးဖင့်ပါစေဂျမိုးတယောက်ပိုးကင်မာလေးမရှာခဲ့ပေမဲ့ကြောက်ရိုင်းလုံးလေးတော့အမေမသိအောင်ရှာခဲ့တယ်ဂျမိုးတယောက်ပိုးကင်မာလေးမရှာခဲ့ပေမဲ့ကြောက်ရိုင်းတုံးလေးတော့အမေမသိအောင်ကောက်ခဲ့တယ်တောင်တန်းနေကာယံထားတော့မင်းတို့မျိုးကိုလွမ်းရတာခီးဖင့်နဲ့ဖန်ရေးတောင်တန်းနေကာယံထားတော့မင်းတို့မျိုးကိုလွမ်းရတာခီးဖင့်နဲ့ဖန်ရေးစောကြိုး14ရက်တလ2026ကန္နာလန်းရောက်ဖန်ကြောက်ရိုင်းလုံးစုနေခြင်းအမှတ်တရအောင်ဟိုကတောင်တန်းနေတယ်နေဝင်ချင်းစီးစားတယ်ပြောတယ် nice